ဒီလူကနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေရကနိုးလာတဲ့အခါခုတင်ပေါ်ကစောင်းတော်များများဆူရွှဲနေတာကိုတွေ့လိုက်ရတယ်ပထမတော့သူကဒါဟာသူ့ဇနီးရဲ့ချွေးတွေပဲဖြစ်လိမ့်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့အဲ့ဒါကိုကင်ကြည့်လိုက်တဲ့အခါနန်းစော်တဲ့အနံဆိုးတစ်ခုထွက်လာပြီးပုတ်တိုးနေတဲ့ငန်းညီနန်းလိုဖြစ်နေတာကြောင့်ဒါဟာလူသားရဲ့အရေးမဟုတ်မှန်းချက်ချင်းသိလိုက်ရတယ်အမှန်တရားကိုသိနိုင်ဖို့သူကကကြေးတစ်လက်ကိုယူပြီးအဲ့ဒီဆိုနေတဲ့ဆောင်းစလေးကိုအနှဲငယ်ဖြတ်တောက်ပြီးဖယ်လိုက်တယ်ပြီးတော့အဲ့ဒီအစကိုပလတ်စတစ်အိတ်ထဲထည့်ကစမ်းသက်စစ်ဆေးဖို့အတွက်ဆရာဝန်ဖြစ်တဲ့သူ့တငယ်ချင်းစီကိုတန်းပြီးထွက်လာခဲ့တော့တယ်ဆရာဝန်ကဒါဟာလူသားရဲ့ခန္ဓာကိုယ်ကထွက်တဲ့အရေးမဟုတ်ကြောင်းချက်ချင်းပြောပြပေးမယ်ဆေးရုံစည်းကမ်းချက်တွေကြောင့်ဘာရည်လဲဆိုတာအသေးစိတ်ထပ်စစ်ဆေးဖို့ဖြစ်လာတယ်အခြေအနေအရဒီလူကလည်းစက်ကြောင်းတစ်ခုလုံးကိုရင်ဖွင့်ပြောပြလိုက်တဲ့အခါဆရာဝန်လည်းအံ့ဩသွားပြီးသူ့ကိုသတိနဲ့နေဖို့သတိပေးလိုက်ပါတယ်ဒီလူကတော့သူ့ဇနီးဟာတာမန်လူသားတစ်ယောက်လုံးဝမဟုတ်ဘူးလို့တန်တရားဝင်နေပြီဖြစ်လို့စိတ်ပိုင်းဖြတ်ထားလိုက်တယ်ဒီအကြောင်းတွေကမနေ့ကသူ့အလုပ်ကပြန်လာပြီးအိမ်ရဲ့မြေအောက်ခန်းထဲကနေအကူအညီတောင်းတဲ့အော်ဟစ်တန်ကိုကြားလိုက်ရတဲ့ကစတင်ခဲ့တာပါသူ့ဇနီးကမြေအောက်ခန်းထဲမှာတံမိုးကြီးလှုပ်ဝက်သွေးပလဲတွေကိုမွေးမြူနေတာဖြစ်ပြီးဒါကအမျိုးသမီးတွေကိုပဲတီးတန့်တင်ကြားပေးတဲ့ပညာရပ်ဖြစ်လို့သူ့ကိုဘယ်တော့မှပေးမဝင်ပါဘူးဒါပေမဲ့ဇနီးဖြစ်သူအန်ရီရဲ့ကြုံနေပြီးအထင်နဲ့သူကစီကန်းကိုချိုးဖောက်ပြီးအထဲကိုဝင်သွားခဲ့တယ်တကားကိုဖွင့်လိုက်တာနဲ့ရေကန်ထဲမှာအေယာမသွေးရောင်ကမာကောင်ကြီးတစ်ကောင်ကသူမကိုအချိန်မရွေးမျိုးချတော့မဲ့ပုံစံဖြစ်နေတာကိုမြင်လိုက်ရတယ်ကြောက်လန့်တကြားနဲ့သူနောက်ဆုတ်နေတော့မှာပဲတယောက်ယောက်ကနောက်ကနေပခုံးကိုကင်ပြီးရွေးချယ်စရာမရှိတော့ဘူးလို့ရင်းနှီးတဲ့အတန်နဲ့လှမ်းပြောတယ်ဒါဟာအထဲမှာဘာမြင်လဲလို့လှမ်းမေးနေတဲ့သူ့ဇနီးရဲ့အတန်ဖြစ်နေတာကြောင့်ဒီလူနည်းနည်းစိတ်သက်သာရသွားတယ်ဇနီးကစီကန်းချိုးဖောက်လို့သူ့ကိုစူပူပေမဲ့သူကအကူအညီတောင်းတန်ကြလို့လာတာဆိုတဲ့အကြောင်းပြချက်ကြောင့်ဇနီးရဲ့မျက်နှာမူအရာချက်ချင်းပြောင်းသွားခဲ့တယ်ဇနီးကစကားလမ်းကြောင်းလဲပြီးရေချိုးဖို့အကြောင်းပြကထွက်သွားတာကြောင့်ဒီလူရဲ့တန်တရားကပိုကြီးလာတယ်အိတ်ခမ်းထဲမှာထိုင်ရင်သူကကုန်းပေါ်ကအနဝါမိတ်စာကြီးလိုဖြစ်နေတဲ့ထိတ်လန့်စရာအေယာမကမာကောင်ကြီးအကြောင်းကိုပဲတွေးတောနေခဲ့တယ်ရုတ်တရက်သူရေချိုးခန်းထဲကိုသွားလိုက်ပေမဲ့အထဲမှာတော့သူပင်ပန်းနေလို့ဆိုပြီးခေါင်းကိုလာပုတ်ပေးနေတဲ့သူ့ဇနီးကလွဲလို့ဘာမှမရှိပါဘူးခေါင်းပေါ်ကိုလက်တင်လိုက်တာနဲ့သူပြင်းပြင်းထန်ထန်မူးဝေလာပြီးမျက်စိရှိမှမှောက်မိုက်သွားကသတိလေးမိမျောသွားခဲ့ရတယ်သူသတိပြန်ရလာတဲ့အချိန်မှာတော့မနက်ခင်းမြင်ကွင်းကိုရောက်နေပြီဖြစ်ပြီးအခုတော့ဓခွဲကန်းကထွက်လာမဲ့ရလက်တွေကိုစိုးရိမ်တကြီးစောင့်ဆိုင်နေရပါပြီအစီရင်ခံစာအရအဲ့ဒီအရေးထဲမှာပါဝင်တဲ့ပရိုတင်းတက်ကလူသားရဲ့အရာမဟုတ်ပဲထူးဆန်းတဲ့အနဝါတက်ရှိတကောင်ရဲ့အကြည့်အချွဲတွေဖြစ်နေတာကိုသက်သေပြလိုက်နိုင်တယ်အဲ့ဒီအချိန်မှာပဲညကသူမချွေးထွက်များခဲ့လို့အဲ့ဒီညစ်ပတ်နေတဲ့ဆောင်တွေကိုချက်ချင်းအမိုက်ပုံနဲ့တွားပစ်လိုက်ဖို့ဇနီးဖြစ်သူစီကစာဝင်လာတယ်သူမကသူမရဲ့ညီမဖြစ်သူလဲရက်နှင်းငယ်လောက်လာလိမ့်မယ်လို့ပြောထားပြီးလက်ဆက်တဲ့ပင်လယ်စာအချို့ဝယ်လာပေးဖို့လဲနေယောက်ျားကိုခိုင်းစေခဲ့တယ်ဒီလူကတော့သူ့ဇနီးဟာသူ့ကိုအစာကျွေးဖို့တသက်အတွက်ပဲဒီနှစ်တွေအထိအသက်ရှင်အောင်ထားခဲ့တာလားဆိုပြီးတွေးရင်ငိုကြွေးနေမိတော့တယ်စိတ်တက်ကြပြီးလမ်းပေါ်လျှောက်လာတော့မှအဖိုးကိုသူ့တောင်းစားတစ်ယောက်ကသူ့ကိုတားပြီးသူ့ရဲ့အသက်အန္တရာယ်ဟာကြီးကြီးမားမားကြုံတွေ့နေရပြီလို့သတိပေးလိုက်တယ်သူ့တောင်းစားကသူ့ဇနီးဟာလူသားတစ်ယောက်မဟုတ်ပဲထူးဆန်းတဲ့အပြုအမူတွေလုပ်နေတဲ့အန္တရာယ်ရှိတဲ့ကမာကောင်မိစ္ဆာတစ်ကောင်ဖြစ်နေလားလို့လှမ်းမေးလိုက်တယ်ဒီလူလန့်သွားတဲ့အချိန်မှာအဖိုးအိုကစာအုပ်ဟောင်းတအုပ်ကိုထုတ်ပြပြီးအထဲမှာသွေးရောင်ကမာကောင်မိစ္ဆာအကြောင်းကိုကွက်တီရေးသားထားတာကိုပြလိုက်တယ်သူကအဖိုးအိုစီကနေလွတ်မြောက်မဲ့နီလန်းကိုမမေးရသေးခင်မှာပဲအဲ့ဒီလျှို့ဝှက်စမ်းကြဲတဲ့သူတောင်းစားဟာဘာအရေးအယောင်မှမကြံပဲရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်အိမ်ပြန်လမ်းမှာတော့မသိတဲ့အမျိုးသမီးတစ်ယောက်ကသူ့ကားကို